လုံးမဲမင်္ဂလာပါကျွန်တော်တို့ရဲ့လေးလာသုံးသက်မှုအစီအစဉ်လေးကနေကြိုးဆိုပါရယ်ကဲဒီနေ့မှာတော့တိတ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုလေးလာသွားကြမယ်ဗျအဲ့ဒါကတော့စက္ကွန်ကြာခုစစ်တစ်ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Benjamin Franklin ရဲ့ကိုလိုက်ရေးအထူးပတိချဲကနာမည်ကြီးအချိန်စရာအကြောင်းပဲဖြစ်ပါရဲ့စဉ်းစားကြည့်လေလွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကရေးဆွဲခဲ့တဲ့ဒီမတ်တန်ဟောင်းကြီးစီကနေယနေ့ခေတ်ကုန်ထုတ်ဆောင်မြင့်တင်ကြီးအတွက်ဘလို့တန်ဖိုးရှိတဲ့သင်ခန်းစာတွေကိုထုတ်ယူနိုင်မလဲဆိုတာကိုစိတ်ဝင်စားတဲ့အတူလေ့လာသွားကြမှာပဲကဲဒီအကြောင်းရလေးကိုစပြီးလေ့လာကြည့်လိုက်ကြရအောင်ဗျာ18ရာစုကနေ့စဉ်လုပ်ငန်းစဉ်တစ်ခုကိုမျက်စိစုံမွင့်ပြီးလိုက်လောက်တာကယနေ့ခေတ်ကျွန်တော်တို့ကြုံတွေ့နေရတဲ့စိတ်ဖြစ်စည်းမှုတွေပင်မနှွမ်းနယ်မှုတွေကိုတကယ်ပဲဖြေရှင်းပေးနိုင်ပါမလားလူတိုင်းကဒီလိုအချိန်စရာမျိုးလေးကိုအင်တာနက်မှာမြင်ဘူးကြမှာပါဒါပေမဲ့ဒီအချိန်စရာထဲကနေတကယ်တဲ့အသုံးဝင်မဲ့အရာတွေကဘာတွေလဲပြီးတော့လက်တွေ့ဘဝနဲ့မကိုက်ညီလို့ခြံလက်ထားခဲ့ရမယ့်အရာတွေကတော့ဘာတွေလဲဆိုတာကိုဒီနေ့အသေးအချာခွဲခြမ်းစိတ်ဖြာကြည့်ကြပါမယ်ပထမဆုံးအပိုင်း1အနေနဲ့နနက်ခင်းရည်ရွယ်ချက်မနက်9နာရီကနေ10နာရီအထိအချိန်ပိုင်းလေးကိုကြည့်လိုက်ရအောင် Franklin ရဲ့နာမည်ကြီးဆိုရိုစကားတစ်ခုရှိတယ်လေစောစောအိတ်စောစောထဆိုတာလေအဲ့ဒီအတိုင်းပဲသူကမနက်9နာရီကနေသူ့ရဲ့ဂျနိတာကိုစတင်လေးရှိရဲ့ဒါပေမဲ့လေတကယ်တမ်းစဉ်းစားကြည့်ရအောင်မနက်9နာရီချမှာအောင်မြင်မယ်ဆိုတဲ့ယူဆကတကယ်ရောဟုတ်ရဲ့လားအောင်မြင်တဲ့သူတွေထဲမှာမနက်10နာရီဒါမှမဟုတ်10နာရီလောက်မှအိယာထားနေသူတွေလည်းအများရှိတာပဲလေဘာလို့လဲဆိုတော့လူတွေမှာမတူညီတဲ့ chronotype လို့ခေါ်တဲ့တဘာဝလျောက်အိတ်ဆက်ခြင်းနိုးထားခြင်းတဲ့ဇီဝကမ္မအချိန်သတ်မှတ်ချက်တွေရှိနေလို့ပါပဲအဲ့ဒီတော့မိမိရဲ့ဇီဝကမ္မနိုင်ကိုရှာဖွေပြီးအဲ့ဒီတိုင်းနေထိုင်ဖို့ကနှစ်300ကလူတယောက်ရဲ့အချိန်စရာကိုအတင်းလိုက်လုပ်နေတာထက်ပိုပြီးတော့လက်တွေ့ကြတယ်လို့ဆိုရမှာပေါ့ဒါပေမဲ့သူ့စီကနေအတူယူစရာတိကောင်းတဲ့အလေးချင်းလေးတစ်ခုရှိတယ်ဗျအဲ့ဒါကတော့မနက်နိုးတာနဲ့ဒီနေ့ကဘာကောင်းမှုလုပ်ရမလဲဆိုပြီးသူ့ကိုယ်သူမေးခွန်းထုတ်တာပဲဒီလိုမျိုးနေ့တနေ့တာရည်ရွယ်ချက်ကိုတတ်မှတ်လိုက်ခြင်းကတနေ့တာလုံးအတွက်အလုံးကိုခိုင်မာတဲ့လမ်းညွှန်ချက်တစ်ခုရသွားစေပါတယ်နောက်ပိုင်းမှာပေါ်လာတဲ့အနောက်ရှစ်တွေအရေးပေါ်ကိစ္စတွေကိုရင်ဆိုင်ရတဲ့အခါကိုတွားရမယ့်ပန်းတိုင်ငယ်အာရုံမလွဲသွားစေဖို့အတွက်ဒီအလေးချင်းလေးကအများကြီးခွန်အားဖြစ်စေပါတယ်ဗျနောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ဗျာအဲ့ဒီ18ရာစုကအင်္ဂလိပ်စာအသုံးအနှုန်းကြီးတွေကိုယနေ့ခေတ်စကားလုံးတွေနဲ့နည်းနည်းပြန်ပြောင်းကြည့်ကြတာပေါ့ Franklin ကတန်ခိုးကြီးမားသောကောင်းမြတ်မှုကိုအာရုံပြုခြင်းနဲ့လုပ်ငန်းစဉ်များစီစဉ်ခြင်းလို့သုံးနှုန်းခဲ့တာကယနေ့ခေတ်မှာဆိုရင်တော့တရားထိုင်ခြင်းနဲ့နေ့စဉ်အစီအစဉ်ဆွဲခြင်းပဲဖြစ်ပါတယ်ပြီးတော့လက်ရှိလေ့လာမှုကိုဆက်လက်လုပ်ဆောင်ခြင်းဆိုတာကကိုယ်ပိုင်လေ့လာသင်ယူခြင်းကိုဆိုလိုတာပါဥပမာမနက်ခင်းမှာဘာသာစကားတစ်ခုလေ့လာတာမျိုးပေါ့ဆိုတော့ကအဓိကမှတ်သားရမယ့်အချက်ကနေ့လေဘက်ရောက်လို့မိမိရဲ့စိတ်စွမ်းရည်နေမကုန်ခန်းခင်မနက်ခင်းလန်းဆန်းတဲ့ချိန်မှာကိုယ်ပိုင်လေ့လာမှုတွေကိုဦးစားပေးပြုလုပ်သင့်တယ်ဆိုတာပါပဲဆက်ပြီးတော့အပိုင်းนี้ကိုသွားကြမယ်အာယုံစူးဆိုင်ရတဲ့အလုပ်တွေနဲ့တာမန်လုပ်ငန်းဆောင်တာတွေလုပ်တဲ့အချိန်ပေါ့မနက်8နာရီကနေညနေ6နာရီထိဖြစ်ပါတယ်ကဲဒါလေးကတော့တနေ့တာရဲ့အလုပ်ချိန်ကိုအသားညက်ပုံမှုပုံစံမျိုးဘယ်လိုဖွဲ့စည်းထားလဲဆိုတာအကောင်းဆုံးတရုပ်ဖော်ပြသနေတာလည်းဖြစ်ပါတယ်ကြည့်လိုက်အလုံးကိုအာယုံဆိုင်ရတဲ့4နာရီကြာအလုပ်ချိန်နှစ်ခုကြားမှာစရင်စရာစစ်စီးတာလိုမျိုးဥနောက်တိတ်မထုံရတဲ့တာမန်အလုပ်ကြီးနဲ့နေ့လေစာစားချိန်အတွက်2နာရီကိုညှက်ထည့်ထားတာတွေ့ရပါလိမ့်မယ်ဒါဟာပြင်းထန်တဲ့အလုပ်တွေနဲ့ပေါ်ပါတဲ့အလုပ်တွေကိုရှင်းရှင်းလင်းလင်းခွဲခြားရသတ်မှတ်ပေးထားတဲ့တိတ်ကိုကောင်းမွန်တဲ့စနစ်တစ်ခုပါပဲဒါပေမဲ့တေချာကြည့်ရင်ဒီမတ်တန်းမှာကြီးမားတဲ့အားနည်းချက်ကြီးတစ်ခုကိုတွားတွေ့ရလဲဗျာတွေ့လား4နာရီစက်တိုက်အလုပ်လုပ်တဲ့အချိန်ဒီကြားမှာအနားယူချိန်ဆိုတာလုံးဝကိုမပါဘူးဖြစ်နေလေလက်တွေ့မှာဆိုရင်ကိုယ်တွေ4နာရီ5နာရီလောက်သာစက်တိုက်လုပ်ကြည့်လုပ်ငန်းစွမ်းဆောင်ရည်ကမလွယ်မသွေကြားကိုကြားလာမှာပဲလေဒါကြောင့်မို့လို့ခစ်တဲ့အလုပ်ခွင်တွေမှာစိတ်ပိုင်းဆိုင်ရာအနားယူဖို့ခဏတစ်ဖြုတ်လမ်းလျှောက်ဖို့နဲ့ပေါ်ဖွားရဲ့ကိုယ်လက်လှူရှားမှုလေးတွေလုပ်ဖို့အချိန်ပေးရတာဟာစွမ်းဆောင်ရည်ထိန်းသိမ်းဖို့အတွက်တကယ်ကိုမရှိမဖြစ်အရေးကြီးပါတယ်โอเคအပိုင်း3ကိုရောက်လာပါပြီမူလအနေထားသို့ရှင်းလင်းခြင်းညနေ6နာရီကနေည10နာရီအထိပေါ့ Franklin ကညနေပဲရောက်တာနဲ့ပစ္စည်းတွေကိုသူတို့ရဲ့နေရာတွေမှာပြန်ထားပါလို့မှတ်တမ်းတင်ခဲ့တယ်ဗျာဒါကယနေ့ခေတ်မှာဆိုရင်မူလအနေထားသို့ရှင်းလင်းခြင်းဒါမှမဟုတ် clearing to neutral လို့ခေါ်တဲ့နည်းလမ်းလေးပေါ့ညဘက်အလုပ်အပြီးမှာကိုယ့်ရဲ့အလုပ်စားပွဲကိုတန်ရှင်းတရအောင်ပြန်လဲရှင်းလင်းထားခြင်းဟာစိတ်ဆွမ်းအန်သိမ့်မလို့တဲ့တာမန်အလုပ်လေးတစ်ခုဆိုပေမဲ့နောက်နေ့မနက်အတွေ့တန်ဖိုးရှိတဲ့စွမ်းရည်တွေကိုအများကြီးတက်တာစေပါတယ်ဒါမှသာမနက်ဖြန်မှာအလုပ်စားပွဲကိုရှင်းလင်းပြင်ဆင်နေကြအောင်မလို့ပဲခက်ခဲတဲ့အလုပ်တွေကိုအရှိန်အဟုန်နဲ့ချက်ချင်းစတင်နိုင်မှာဖြစ်ပါတယ်ဗျာအလုပ်တွေအကုန်ပြီးသွားတဲ့အခါမှာတော့သူဘာလုပ်လဲဒီလားသူ့ရဲ့အချင်းစရာထဲမှာညစာစားတာတေဂီဒါနာစင်တာအပန်းဖြေတာနေစကားစမြင်ပြောဆိုတာဆိုတဲ့အဆင့်တွေကိုတွေ့ရတယ်စဉ်းစားကြည့်လေကဘာကျော်ထီတွင်ဒူကြီးတူအနေနဲ့တောင်မှ
ဘဝဟာရှုပ်ထွေးတယ်ဆိုတာကိုနားလည်ပြီးမိတ်ဆွေတွေနဲ့ချိန်ဖြုံးတာအနားယူတာနဲ့စွမ်းရင်ပြက်လက်ဖြည့်တင်းတာတွေကိုအလွန်တန်ဖိုးထားတယ်ဆိုတာကိုဒီအချက်ကသက်သေပြနေတာပါပဲ အခုတော့အပိုင်လေးပြန်လဲသုံးသက်ခြင်းနဲ့အနားယူခြင်းဆိုလဲည10နာရီကောင်းညီနောက်နေမနဲ့9နာရီအထိအချိန်ပိုင်းကိုရောက်လာပါပြီမနက်ခင်းတုန်းကဒီနေ့ငါဘာကောင်းမှုလုပ်ရမလဲလို့မေးခဲ့တယ်ဆိုတာမှတ်မိတယ်မို့လားအခုလည်းညအိယာဝင်ခါနီးမှာဒီနေ့ငါဘာကောင်းမှုတွေလုပ်ခဲ့လဲလို့ပြန်လဲမေးခွန်းထုတ်ပြန်ရော့ဗျာဒါဟာနေ့တစ်နေ့ရဲ့အစနဲ့အဆုံးကိုကြီးပြည့်စုံစွာချိတ်ဆက်ပေးလိုက်တော့ပါပဲနေ့စဉ်နေ့တိုင်းဒီလိုပြန်လဲသုံးသက်ခြင်းအပြင်ကိုလုပ်ခဲ့တာတွေထဲမှာဘာတွေကမှန်ကန်ခဲ့တယ်လဲဘာတွေကတော့မှားယွင်းသွားခဲ့တယ်လဲဆိုတာကိုတိတိကျကျသိရှိနိုင်ပြီးနောက်နေ့တူအတွက်လိုအပ်တယ်လို့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ချိန်စရာမှာအိတ်ဆက်ချိန်ကို9နာရီလို့သတ်မှတ်ထားတာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့ဒီနေရာမှာသတိပြုရမယ့်အချက်လေးတစ်ခုရှိရနော်လွန်ခဲ့တဲ့နှစ်200ကျော်ကလူတယောက်9နာရီအိတ်ခဲ့လို့ကိုရေးလည်း9နာရီအတရချအိတ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးဗျလူတို့နဲ့တို့အိတ်ဆက်ချိန်လွှမ်းချက်ချင်းကတူမမတူတာတကယ်တော့လုံငေါတဲ့အနားယူမှုမှန်ကန်တဲ့အာဟာရနဲ့ကိုယ်လက်လှုပ်ရှားမှုတွေဟာမိမိခန္ဓာကိုယ်ရဲ့စွမ်းအင်ကိုထိန်းချုပ်နိုင်တဲ့အဓိကသောချက်တွေပဲဖြစ်တာမို့လို့ဒီချက်တွေကိုလုံးဝလစ်လူမရှိသင့်ပါဘူးဒါအပြင်လွန်ခဲ့တဲ့နှစ်300ကအချိန်စရာမှမပါဝင်နိုင်ခဲ့တဲ့ယနေ့ခေတ်လက်တွေ့ဘဝရဲ့လိုအပ်ချက်တွေကိုလည်းထပ်သွင်းစဉ်းစားဖို့အများကြီးလိုသေးတယ်လေစဉ်းစားကြည့်အလို့ဒါမှမဟုတ်အကြောင်းကိုသွားလာရတဲ့အချိန်တွေအစားအစာချက်ပြုတ်ရတဲ့အချိန်တွေနောက်ပြီးခေတ်တဲ့အမှုကိစ္စတွေနဲ့လေ့ကျင့်ခန်းလုပ်ဖို့တည်တဲ့အချိန်တွေဆိုတာ Franklin ရဲ့အချိန်စရာမှပဲပါပါမလဲဒါကြောင့်မလို့နာမည်ကြီးပုဂ္ဂိုလ်ရဲ့အချိန်စရာတွေကိုအတိအကျလိုက်လုပ်ပြီးကိုဖိအားပေးအပြစ်မတင်ပေနဲ့ကောင်းတဲ့အချက်လေးတွေကိုစစ်ကူညံ့ရာယူဖို့လောက်တာသုံးသင့်ပါတယ်ဗျာ နောက်ဆုံးအပိုင်း9အနေနဲ့ပြည့်ပြည့်စုံမှုဆိုတဲ့တဏှာကြီးအားနည်းချက်ရှိတဲ့အချင်းစရာကိုခွင့်လွှတ်ခြင်းအကြောင်းကိုဆက်ပြောကြမယ်ဒီလေးလော်မှုရဲ့အရေးအကြီးဆုံးသင်ခန်းစာမှာပါလဲဆိုတော့ Franklin ကိုယ်တိုင်တောင်မှသူ့ရဲ့အဲ့ဒီတင်းကျပ်လာတဲ့စီးမင်းတွေကိုအတိအကျမလိုက်နိုင်ခဲ့ဘူးဆိုတာပါပဲသူကိုယ်တိုင်ကထင်ထားတဲ့အမားတွေပုံများနေတာကိုတွေ့ရတဲ့အတွက်အံ့တော်မိပါတယ်ဒါပေမဲ့အဲ့ဒီမားတွေရော့ကျသွားတာကိုမြင်ရတဲ့အခါကျဉ်းနှံ့မိပါတယ်လို့ရေးသားခဲ့ပါတယ်ဒါကျွန်တော်တို့တော့အလွန်ကိုစိတ်တတရရစေတဲ့အချက်နော်အောင်မြင်မှုဆိုတာနေ့စဉ်ရက်ဆက်အရာအလိုပြည့်ပြည့်စုံနေဖို့မလိုပါဘူးကိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံပြီးတော့အလေးအကျင့်ကောင်းတွေကိုရည်ရွယ်ချက်ရှိရှိဖြည်းဖြည်းချင်းတိဆောက်သွားဖို့သာအရေးကြီးတယ်ဆိုတော့ကိုပြသနေတာပဲဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်မေးချင်တယ်ဗျာလှပစွာမပြေဆုံးလာတဲ့ခေတ်သစ်မနှက်ထန်တွေအတွက်ဒီသဘောတရားတွေကိုကျွန်တော်တို့ဘလို့လက်တွေ့အသုံးချနိုင်မလဲတခါတလေမှာကိုဆွဲထားတဲ့အချိန်စရာတွေပြည့်ရွှင်သွားတဲ့အခါခေါက်မရှူပါနဲ့ကိုခွင့်လွှတ်လိုက်ပါ Franklin ရဲ့အချိန်စရာတွေကအကောင်းဆုံးအစိပ်ပိုင်းတွေဖြစ်တဲ့ရည်ရချက်သတ်မှတ်တာတွေပြန်လည်သုံးသပ်တာတွေကိုပဲရယူပြီးရောယနေ့ခေတ်လက်တွေ့ဘဝနဲ့အကိုက်ညီဆုံးဖြစ်မြကိုပိုင်နေ့စဉ်လုပ်ငန်းစဉ်တစ်ခုကိုရည်ရချက်ရှိရှိတိစောက်ကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့ရဲ့လစ်လသုံးသပ်မှုအစီအစဉ်လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ